အားလုံးမင်္ဂလာနေ့လည်ခင်းပါဒီနေ့စတူဒီတာကြံစံရင်တိုက်တယ်ပေါ့အိမ်မှာနော်ကိုကတော့မှန်းထားတာဟိုရင်တစ်ခေါက်ကကြံတွင်းတော့လည်းစတူဒီတာမုံလုံးရေပေါ်ရေပြီးတော့မိုးလက်ဆောင်ရေကျွေးတယ်ပေါ့နော်အဲ့တော့လေ15မိနစ်ပဲကြာလိုက်တာကိုယ့်ရဲ့ဟိုပါဗောနော်လှုပ်ဆောင်ချက်တွေအကုန်လုံးကိုအားပေးကြတယ်ကြိုက်ကြတယ်ကောင်း15မိနစ်ပဲခဏလိုက်တာတကယ်ကျင်းနေတယ်ဝမ်းတာပီဒီခုလဲအခါထပ်မကျင်းနေဘူးပစုံလားပြင်းနေထပ်ကျွေးမယ်ဆိုပြီးတော့အဖေတို့နဲ့တိုင်မင်းနဲ့စကားတွေပြောတယ်အဖေကလည်းဟွာပေါ့ဒီကျွေးမယ်ပညာလုံးရင်းနဲ့ကျွေးတယ်အိုးကြီးနော်ဟိုကကြီးပဲကြက်သားတွေနိုင်ချင်းငဖယ်နိုင်ချင်းကြောက်နိုင်ချင်း special မိမိအိမ်မှာစားသလိုစေနာစိန်ရမှန်တယ်ပင်မခံပြီးတော့နေရောညရောဒီလာလုတ်ပေးတဲ့သူတွေရောကုညီပေးတဲ့အမေတွေဦးလေးတွေအတော်တွေအားလုံးဘေးပတ်ဝန်းကျင်အားလုံးတူတယောက်မကြံအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ရနေပြီးတော့လိုက်လဲဆိုတာကျေးဇူးတင်ပါတယ်ဒါမဲ့တကယ်ညလုံးလုံးတဲ့ကြောင့်မနေ့ခင်းကျွန်တော်တို့ညတနာရီကနေစပြီးတော့လုပ်ပါတယ်တနာရီကစလုပ်တော့လူတိုင်းတော်တော်များအေးရမေးရဘူးနေ့လည်းခင်းကစလုပ်တယ်ကျွန်တော်ခွာပါညာပြီးတော့တိုလီမို့စဆိုတန်ဆိုင်ကတိုလီမို့စများတယ်လေများလာမလုပ်တော့ညတနာရီထိုးထချက်တယ်မီးမွေးတဲ့သူမွေးရေလို့အကုန်မနော်သူ့နေရာနဲ့သူတောင်းဝင်ကြရအကုန်လုံးကိုစေနာမြစ်တာနဲ့ပရာဟိတစိတ်တက်မျိုးနဲ့အကုန်ဝိုင်းဝန်းကူညီလုပ်ကြပါတယ်ကျွန်တော်ကိုယ်တိုင်အစပင်မပါတယ်ပင်မပြီးမှတကယ်လက်တွေ့မှာမနက်ခင်းကိုတညာလုံးမနက်ခင်းကို6နာရီခွဲလောက်မှာကျွန်တော်တို့အားလုံးကြံနိုင်ရကြက်ပါတယ်စားလို့ရပါတယ်ဖြစ်ပါပြီကျွန်တော်တို့ဖျားစွန်းတော်ရင်ကတ်ပါတယ်ဒီဖုံးကြောင်တော့ပြီးတော့စွန်းကြိုင်ပို့ပါတယ်ကြံနိုင်ရင်ကတ်ပါတယ်ကတ်ပြီးတော့ပြန်လာတဲ့အချိန်မှာကျွန်တော်တို့စတူဒီတာစားပြီးတော့ကျွေးမွေးပါတယ်ကျွေးမွေးနေမှာဒီ9ရက်တာမလီပေါင်းပတိန်လူပတိန်တာအားလုံးမှာလာရောက်ပြီးတော့တုံးဆောင်ကြတဲ့ကြံနိုင်ငါ့ကိုကြိုက်တယ်ကောင်းတယ်တချို့နှထော်တုံးဆွဲပါတယ်အဆင်ပြေတယ်အားလုံးအချိန်အားဖြင့်ကျွန်တော်ဆိုရင်ဒေဝအကြီးပဲเนาะအချိန်အများကြီးလောက်တာမကုန်နိုင်ဘူးလို့ဟိုဖြစ်စိုးရင်စိတ်တွေနေမှာလို့နာရီလောက်ပဲကြာကုန်သွားတာလူကြီးမတရားရောင်းအောင်ဒါကတော့တယောက်စေနာတယောက်မြစ်တယ်ပေါ့ကိုကလည်းစေနာမြစ်တာထားပြီးတော့လူကျင်တဲ့တန်းကျင်တဲ့စိတ်လေးရလဲရှိတော့စားတုံးသူကလည်းစေနာမြစ်တာရင်းနဲ့စူတောင်းနေစကားတွေပြောတယ်အဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းလေးပြောကျင်ပါတယ်အရာအားလုံး